won a may on doing so in ya la say to ya la no as a luigi mason no won a may on doraga a sign ulanjong abobaya do it to no ulanjong dao shop ma to adapt you be a neon a may on pipi won me to adapt party no a sign to job out so pit that party no ခလေးတွေမှာကြတော့ဝန်းအမဲအောင်သွားတာကအဓိကကအစားအသောက်နဲ့ပိုဆိုင်တတ်တယ်။အဲဒါစားတဲ့အထဲမှာအညိုရောင်အမဲအောင်ပါတဲ့အစားအသောက်တွေချောကလက်တို့ Oreo လေးတွေเนาะချောကလက် Oreo လေးတွေတို့နောက်တို့စိတ်သားတွေစားတာများရင်လည်းဖြစ်တတ်တယ်စပစ်သီးတို့ဒါလေးတွေစားလို့ရှိရင်เนาะဝန်းထဲမှာအယောင်လေးကမဲတတ်ပါတယ်။နောက်တစ်ခုကကြတော့တန်ဓာတ်အားစေးတွေเนาะခလေးတိုက်တဲ့အားစေးကတန်ဓာတ်အားစေးဖြစ်နေတယ်ဆိုရင်လည်းဝန်းမဲတတ်ပါတယ်ဒါကဖြစ်နေကြအကြောင်းလေးတွေပေါ့เนาะအဲ့တော့စာရင်နဲ့ဦးလန်းချောင်းကြောင့်သွေးထွက်လို့ကလေးတွေမအောင်မဖြစ်နိုင်ဘူးလားဖြစ်တော့ဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒါကြောင့်ဖြစ်တယ်ဆိုရင်တော့တခြားလက္ခဏာလေးတွေကစောစောစီးစီးကြိုပြပြီးတော့တည်ပြီးသားလေးတွေဖြစ်နေလောက်ပါပြီเนาะအဲ့တော့တို့အစားအသောက်ကြောင့်မလို့လေညူရက်မဲတတ်တဲ့အတွက်ကြောင့်မလို့အမြဲတမ်းဆရာတို့ပြောရလေသွေးလွန်တုပ်ကွေးဖြစ်လို့ရှိရင်အညိုရောင်အမဲရောင်နေမကျွေးပါနဲ့เนาะဝန်းမဲတာနဲ့မှားမှာဆိုးလို့เนาะကော်ဖီရောင်နဲ့ကော်ဖီမှားမှာဆိုးလို့เนาะအမြဲတမ်းပြောတယ်ဆိုတော့အဲ့အစားအသောက်ကလေးတွေကြောင့်မဲတတ်တာများတယ်เนาะကလေးတွေမှာ